Manchester United တာတကယ်အဆင့်တန်းရှိတဲ့ကလပ်တစ်ခုဆိုရင်ဒီနောက်ခံလူ3ယောက်ထဲက1ယောက်ကတော့အခုချိန်မှာအသင်းမှာရှိနေတော့မှာမဟုတ်ပါဘူးအခုပြောမဲ့စကားတွေကပရိသတ်အချို့ကိုဒေါသထွက်စေနိုင်ပေမဲ့တေချာနားထောင်ကြည့်ပါကျွန်တော်တို့ပြောနေတာကနာမည်ကြီးကစားသမား3ယောက်ကြောင့်ပါ Harry Maguire ဒီလစ်နဲ့ Lisandro Martinez နာမည်အရကြည့်မယ်ဆိုရင်တော့ဒီခန်စစ်တန်းကတောင်းတင်းတယ်လို့ရှိပေမဲ့လက်တွေ့မှာတော့ဒါဟာ United ရဲ့ယာတီတစ်ခုလုံးကိုဖျက်ဆီးပစ်မဲ့ပြဿနာတစ်ခုပါပဲဒဏ်ရာပြဿနာတွေခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ခန်စစ်မှာအားကိုးလို့မရတဲ့အခြေအနေတွေကြားထဲမှာခင်ဗျားတို့ဘယ်လို့မှအောင်မြင်မှုမရနိုင်ပါဘူး Premier League FA ဖလားကာရာဘောင်ဖလားနဲ့ဥရောပပြိုင်ပွဲတွေဆိုတဲ့ပြိုင်ပွဲကြီး၄ခုမှာရှင်ပြိုင်ခြင်းနဲ့ဆိုရင်စေကမ်းမှာပဲအချိန်ကုန်နေတဲ့ကစားသမားမျိုးမဟုတ်ပဲခိုင်မာတဲ့နောက်ခံလူတွေလိုအပ်ပါတယ်ကဲတယောက်ချင်းစီခွဲချမ်းစိတ်ဖြာကြည့်ရအောင်မက်ကွိုင်းယားကိုကြည့်ပါအတွေ့အကြုံရှိတာမှန်ပေမဲ့သူ့ရဲ့ခြေစွမ်းကအရန်အတက်အကျများလုံးတယ်နောက်ပြီးဒီလစ်သူကကမ္ဘာအဆင့်ဖြစ်လာနိုင်တဲ့အလားအလာရှိပေမဲ့ခဏခဏဒဏ်ရာရနေတဲ့ပြဿနာကတကယ်ကိုစိတ်ပျက်စရာပါနောက်ဆုံးတစ်ယောက်ကတော့ပရိသတ်တွေအချစ်တော်စစ်တီတော်မာတီနက်စ်ပေါ့သူကကစားနိုင်ရင်ကောင်းပေမဲ့သူ့ရဲ့ကြန့်ခိုင်မှုပိုင်းကခုနောက်ပိုင်းအကြီးအကျယ်စိုးရိမ်စရာဖြစ်လာနေပြီးဒါဟာကစားသမားတွေကိုပုံကိုရေးရတိုက်ခိုက်နေတာမဟုတ်ပါဘူးအသင်းအောင်မြင်ဖို့အတွက်ပြောနေတာပါဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် United ဟာအရေးကြီးတဲ့အချိန်တိုင်းမှာအမှတ်တွေဆက်ပြီးရောနေအောင်မှာပဲအဲ့ဒီလိုအမှတ်ရောနေတာကပဲ Champions League ဝင်ခွင့်ရခြင်းမရခြင်းရဲ့ကွာခြားချက်ဖြစ်သွားမှာပါအဆင့်တန်းရှိတဲ့ကလပ်အသင်းကြီးတစ်ခုဆိုရင်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုပြပြတတ်တာချမှတ်ရရပါမယ်ဒါကြောင့်ကျွန်တော်မှမေးစရာရှိတာကဒီ3ယောက်ထဲကဘသူ့ကိုရောင်းထုတ်တင်တယ်လဲမက်ကွိုင်းယားလားဒီလစ်လားဒါမှမဟုတ်မာတီနက်စ်လားခင်ဗျားတို့ရဲ့အမြင်တွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦး United ရဲ့အရှိတရားတွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းနဲ့ဆိုရင်တော့အသေးပေးပြီး follow လုပ်ထားဖို့မမေ့ပါနဲ့ဦးဘာလို့လဲဆိုတော့ Manchester United မှာစံနှုန်းတွေဆိုတာဘယ်တော့မှနှိမ့်ကျမသွားသင့်လို့ပါပဲ